အဲ့ညကအဆိုင်မက်နေလုံးရင်းအချိန်ကြီးအတော်လွန်သွားတယ်တကူလုံးလဲပင်ဖန်းနွမ်းနေပြီးအိမ်ပြန်ချင်းစိတ်ပဲရှိတော့တယ်မောင်မဲနေတဲ့လမ်းမပေါ်မှာကျွန်တော်နဲ့ကျွန်တော်ဆိုင်ကဲတန်ကလွယ်ရင်ပါမှာမရှိဘူးမြူတွေကလည်းလမ်းပေါ်မှာမိုင်းညိုနေတယ်ရုတ်တရက်ဆိုင်ကဲမိရောင်ခဲမှာတဆုံတယောက်ကိုတွေ့လိုက်ရတယ်အဖြူရောင်ဝတ်စုံနဲ့ကြော်ပီပြီးရက်နေတယ်ကောင်မလေးတယောက်သူ့အထံကတိုးလွန်ပေမဲ့အေးစလုံးနေအကိုကျမကိုလမ်းထိပ်ထီလိုက်ပို့ပေးပါလားတဲ့အဲ့ဒါကအမတကူမှန်ကျွန်တော်မသိခဲ့ဘူးသူ့လက်တွေကကျွန်တော်ခါကိုလာထိတဲ့ချင်းရေခဲတုံးကြီးတစ်ခုကိုထိလိုက်ရတယ်လို့ပဲတကူလုံးစိတ်ခနဲ့တုံတက်သွားတယ်မိုးကလည်းပိုတဲလာတယ်လို့ပဲဘာလို့မှမသိဘူးကျွန်တော်ရင်ထဲမှာတခုခုကိုအလိုလိုကြောက်လန့်နေမိတယ်မန်ထဲကနေခိုးကြည့်မိတိုင်းသူ့စံပင်အရှိကြီးတွေကလေထဲမှာတလုံလုံနေဒါပေမဲ့သူ့မျက်နှာကိုတော့ကျွန်တော်လုံးဝမမြင်ရဘူးစကားပြောဖို့ကြံပေမဲ့အတန်းတွေကလေချောင်းထဲမှာပဲတက်နေတယ်ဒီတိတ်ဆိတ်မှုကကျွန်တော်ကိုတတ်နေတယ်လို့ပဲလမ်းဆုံရောက်တော့သူကခက်အံ့အတန်းနဲ့ပြောတယ်ဒီမှာပဲရက်ပေးပါတယ်အဲ့ဒီအတန်းကကျွန်တော်ကြော်ရိုးတဲ့အထိစိတ်တက်သွားတယ်ဆိုင်ကရက်ပြီးလွှဲကြည့်လိုက်တဲ့အခါလေဟာနဲ့ပဲရှိတော့တယ်ဘယ်အချိန်မှဆင်းသွားတာလဲတစ်ချက်ကလေးတောင်မသိလိုက်ဘူးကျွန်တော်အသက်ရှူဖို့လောင်မေးသွားတယ်ဆိုင်ကနောက်ခုံမှာမိုးရေဆူနေတဲ့အရာတွေကလွှဲရင်ဘာမှမချင်ခဲ့ဘူးဒါပေမဲ့လေဘူးတစ်ချက်ကကျွန်တော်နားရအနာတို့လာတော့တယ်အကိုကျမကိုရှာနေတာလားတဲ့ကျွန်တော်တွေ့ကြည့်မိတဲ့အခါမှာတော့မျက်လုံးမရှိတဲ့အပေါင်နဲ့ကြီးတယ်နဲ့သူမကကျွန်တော်ကိုတွေ့အေးအေးနဲ့ပြုံးပြနေတယ်ကျွန်တော်အော်ဟစ်ပြီးဆိုင်ကကိုအကုန်လုံးမောင်းလိုက်တယ်အိမ်ရောက်တဲ့ဒီနောက်ကိုလည်းတွေ့မကြည့်ရတော့အိမ်ထဲကိုအမြန်ဝင်ပြီးတကားပိတ်လိုက်ပြီနဲ့မန်ထဲမှာတော့သူမကကျွန်တော်နောက်မှာကလေးအသားရက်ကြည့်ပြီးတော့ပဲကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျမ်းမာပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ရပါစေ